Hong Kong မြို့ရဲ့လှုပ်ဝက်ချက် Hong Kong စူညံလှုပ်ရှားနေတဲ့မြို့ကြီးညနေပိုင်းအချိန်ပေါ့ဗျာ Hong Kong ရဲတွေစီကိုဖုန်းတစ်ချက်ဝင်လာတယ်ဘန်တစ်ခုလူခံရတယ်မတိရဲ့လူတစုကမီးအာမကန်တိတ်တာခန်းကိုဖောက်သွားတာဒါပေမဲ့ဒီမှာစားတာဗျာစစ်ဆေးကြည့်တော့မှတိတ်တာတစ်လုံးနဲ့ကိုပဲရွေးဖောက်သွားတာတွေ့ရတယ်အဲ့ဒီတိတ်တာထဲမှာရွှေမပါဘူးစိတ်မပါဘူးဘာမှတန်ဖိုးကြီးပစ္စည်းမဟုတ်ဘူးကုတ်တွေရေးထားတယ်မှတ်စုစာအုပ်တအုပ်တယ်ဘာရဲလဲဆိုတော့သူ့ရဲ့ crypto ငွေလျှို့ဝှက်ကုတ်တဝက်ပဲတဲ့အဲ့ဒီတိတ်တာပိုင်ရှင်ကတော့ယူမတက်ဖြစ်နေရောပေါ့ဗျာဘာဖြစ်လို့လဲဒီလျှို့ဝှက်ကုတ်တဝက်တာမတ်တမာသူတွေလက်ထဲပါသွားပြီဆိုတော့ American Dollar တန်း900ကျော်တဲ့သူ့ရဲ့ crypto ငွေတွေကလေထဲကိုဝါကနေပျောက်ကွယ်သွားမဲ့အန်ဒီရဲ့ရှိနေပြီလေဒါပေမဲ့ဒီလိုငွေအမြောက်အများကိုလွှဲဖို့ဆိုတာ